ဘိုက်ကလေးကကောင်းနေတယ်ဘိုက်ကလေးပုံလေးကြည့်အောင်ဟာယူကြိုက်စရာလားတမီးကဲခင်ဗျားမကြိုက်ဘူးတဲ့ခင်ဗျားမကြိုက်ဘူးဘိုက်ကြီးကိုအဲ့ဒါပဲသမီးလေးဝမ်းကေတင်ကသွားတာပရိသတ်ကလည်းချစ်ပြီးသားအားလုံးကဝိုင်းလက်ခံတော့ယနေ့ဝမ်းကေတင်နာမည်ကြီးနေတာဗျဒါပေမဲ့ခက်တယ်နော်ခုကလေးတွေကလေနာမည်လေးနဲ့ကြီးတာနောက်ကပါလာတာအညီရှိတော့ရင်အောင်တယ်တဲ့ဝမ်းကေတင်ကိုကြိုက်ကြတဲ့ကာလာကအကြီးအသေးအငယ်ရွယ်စုံနေတာကိုမနှဲထိန်နေရတယ်ကျွန်တော်မနှဲထိန်နေရတာဗျာဘယ်တော့ကြိုက်တယ်မှလဲဝမ်းကေတင်ကိုပိုးတဲ့ကောင်တွေလည်းကြည့်အောင်ပိုးတယ်ဆိုလို့ပိုးတဲ့အထဲမှာကြီးလူတွေပိုးတာနဲ့ငယ်ကောင်လေးတွေပိုးတာမတူဘူးနော်အသက်40ကျော်အသက်45 50တွေနောက်ပိုးတာじゃတမျိုးဗျသူကကောင်မလေးတွေရှိရသွားရင်နောက်ကနေကြီးပြီးတော့ဖိတက်တာနှစ်ယောက်ချင်းနဲ့ပကုံးရှင်ကောသူကသူမဟုတ်တယ်လို့ပဲလှဲ့တော့မကြည့်ဘူးကောင်မလေးကြော်တက်တော့မှပြန်ရှိုးတာအဲ့ဒါစာသူရှိတယ်နောက်ကကြီးဖီလင်တက်ကြော်တက်တော့လက်မကြည့်သူကြီးကိုရှောင်းသူငင်းမှကိုရှိုးအဲ့ဒါတမာရီဘိုးတဲ့ကောင်လေးတွေကြတော့လက်သွက်တယ်ဗျခုခေတ်ကောင်လေးတွေကခက်တီတီပဲကောင်မလေးလာပြီးတော့သူလန်းကကိုစောက်သူလောက်ကကိုရီသူကြည့်ရင်ကိုရှိုးစိတ်ဆိုးရင်လိုက်ချော့သူပြောရင်ကိုဖက်အဲ့ဒါလိုမျိုးလက်ခွဲပွဲကျဲဒီနေ့ဝမ်းကင်းတွေကိုလည်းအညီရှိတော့ရင်ဟိုလူဝကြိုက်ဒီလူဝကြိုက်နေဗျာစိတ်ကိုညစ်နေရပါပဲဗျာညညသာတုတ်ပြီးနားပြီးဟဲ့ဒိုင်းညောဗျာမရှောင်နဲ့မရှောင်ရင်လွတ်တယ်ဟာမလေးသူကလည်းမရှောင်ရင်လွတ်တယ်ဆိုတာလားခမရဘာကြီးလို့ညညသာတုတ်ပြီးမြန်ရသာတုတ်ပြီးကျွန်တော်သိရမြန်ပဲပိန်သေးသေးလေးခမရနည်းတော့ခန္ဓာကိုယ်ကြီးမို့ဘယ်လိုဖြစ်တာဟာအစားကောင်းတွေစားပြီးတော့ဝါလာဘာတွေစားလို့ထွာလာတာတောထဲကနေပြီးတော့မြို့တက်ပြီးတော့ရှူတင်လာရိုက်တာညညဆိုမှစားလို့ကောင်းတာတွေတနေ့တဘိုးစားရတာမစားဘူးလားအခုလို့ထွာလာတာပဲခမရဘာတွေသွားစားလို့ KTV တွေစားတာနောက်ဆို KTV မစားနဲ့ဘာစား KTV ပန်စား KTV ပန်စားကောင်းဟေးဒီလည်းပေါ့ခမရတဏှာကြီးစကားနှလုံးပေါက်ကြောက်ပါတယ်ခမရမရှောင်ရင်ထိမရှောင်ရင်တွတ်တယ်မရှောင်ရင်တွတ်တယ်မရှောင်နဲ့မရှောင်ဘူးခမရဒီကိုထားချပါပြဲကြောက်ခမရဒီကိုဘာလာလောက်တာပြောသားမဟုတ်မိမလာတောင်းတာခမရမိမဘာလို့လာတောင်းတာလဲ1 kg ဟာမလေးရသွားပါဗျာကျွန်တော်ဒီမှာလေးဗျအကောင်မလေးကအပြိုလေးခမရခန္ဓာဦးနဲ့လာတောင်းလာဗျာခမရမှလည်းမသေးမြင်ရှိတယ်မို့လားဟာကျုပ်ကဒီမှာတုတ်ပီမှာလေအသေးနဲ့ပါဟုတ်မဲတုတ်ပီမှာအသေးဟုတ်မဲခမရကြရာလေးကနေနေအဲ့ဒါမလို့ယူကျွန်တော်သမီးကခမရမကြိုက်ဘူးဗျာခမရလို့လုံးလုံးနဲ့ခန္ဓာဦးမကြိုက်အရွယ်ရောက်မှကျုပ်ကယူပါမလားဗျာကျုပ်တော့မဟုတ်ပါဘူးခမရဘလူအတွက်တို့ကျုပ်ရဲ့တပည့်လေးဘိုက်ကလေးအတွက်ဘိုက်ကလေးကဘယ်မှာလဲဘိုက်ကလေးကဒီမှာလေးဒီကဘိုက်ကြီးရလားကိုလာရှိပြီခမရကလေးဘိုက်ကလေးပါပါတယ်ဗျာဘိုက်ကလေးကလိုချင်တာလားဘိုက်ကလေးလိုချင်တာကျုပ်ကခမရဘိုက်ကလေးကထိုက်တန်တင်တောင်းပါပါဘာနေတင်တောင်းပါလဲကြားတော်မကြားဘူးမိမလာတောင်းရင်ရွှေတွေငွေတွေတိုက်တွေကားတွေနဲ့တောင်းတာပဲကြားဘူးခမရကြမှာကြားတဲ့ကောင်တင်တောင်းမယ်မကြားဘူးသူ့မီတို့ကတော့ထူးထူးဆန်းဆန်းပဲကြားတဲ့ကောင်တင်တောင်းပါကဲခေါ်သမ်းမအောင်ခမရသတိခေါ်သမ်းမအောင်ရဘိုက်ကလေးကျော်ဘိုက်ကလေးကမ်းဟီယာဆရာဘယ်လိုလဲကျေအောင်ကမိမတောင်းလို့လာခဲ့ပြီပြောဘယ်လိုလဲရွှေအောင်နဲ့မိမတောင်းလို့လာခဲ့ပြီပြောဒါဝမ်းကြီးရထေးတာဦးလေးဆရာဘိုက်ကလေးရောက်ဆရာတပည့်ရောက်ပြီမင်းကဘိုက်ကလေးခမရဘိုက်ကလေးဘယ်မှာလဲခမရကြားခမရကြားနဲ့တင်တော့မယ်မုတ်ဆိုးတွေဆရာတပည့်တယောက်မုတ်ဆိုးတွေခမရတို့ကယောက်ျားတွေဆိုတော့မုတ်ဆိုးဘိုးတွေပေါ့မုတ်ဆိုးလေမုတ်ဆိုးပဲရွာမှာမြိုင်သားရရွာမှာနာမည်ကြီးဒါကျွန်တော်ဆရာသူ့ရဲ့တပည့်ဘိုက်ကလေးကျောင်းငငယ်လေးတွေကမွေးလာတာဦးလေးခင်ဗျားကဘာတွေကျွမ်းလို့ဟာတနက်ပြကျွမ်းတယ်ဆရာခင်ဗျားကြားတော့ခင်ဗျားကြားခေါ်ပြီးမယ်ခင်ဗျားခေါ်တဲ့ကြည့်အောင်ဟာဝမ်းကြီးစီကိုတီတောင်းဖို့ကြားကြီးခေါ်လာတယ်ဟေးရွှေကြတိုက်ကတိုင်းနာမည်
ကြားခါနာနေတယ် ခါလာမှာဗောဗျာ ဘာပြောလဲ ကျွန်တော်ပုံလဲကြည့်ဦး ဘာပြောလဲ ကြားရုပ်မပေါက်ဘူးကြောင်ရုပ်ပေါက်နေတယ် ကြားစစ်စစ်ပါဟာ စစ်စစ်မဟုတ်ဘူးဒီမှာ မင်းကကြားတော့ကြား ကြားတယ် ဘာကြားလဲ ဖွတ်ကြ ငါကြည့်တယ်ဖွင့်ကြားပေးရ မနောက်နဲ့ အဲ ကိုတော်ကြား ဟောကိုတော်ကြား သူ့ရဲ့ရောက်မှကိုလက်မှပဲကျန်တော့တယ် မလေး ကြည့် မွေးထားတာတွတ်ပြီးမွေးထားတဲ့ကြာ ဆရာတို့အိမ်ရောက်ကြတဲ့ကအစာမစားတာ3လရှိပြီ ဟဲ ဘာမှမစားရဘူး အင်း ကျွန်တော်တနေ့ညင်ပန်းနှိမ့်ဆက်တယ် မင်းကိုညင်းမနဲ့ ညင်ပန်းနှိမ့်ဆက်တယ် အင်း ဒီပွဲပြီးရင်သူ့ကိုကျွန်တော်တရိတ်ဆန်ညင်ပန်းနှိမ့်ဆက်မှုနဲ့တရားစွဲပြီးထောင်ချပြစ်မယ် ပုံမှာဘာပုံပါလဲ 3ခွန်6လေ အဲ့ဒါမရိမှုဟဲအောင်ရဲ့ ဟိုအဲ့ဒါမရင်းဘူးလား မရင်းဘူး ဟောကျွန်တော်ကညင်ပန်းနှိမ့်ဆက်မှုထင်နေတာ ဟောမင်းကိုလည်းအဲ့လိုညင်းမနေ ညင်ပန်းနေတာကျွန်တော် ကြာတာကောင်းတယ်ကွာ အရေးလေးကြားပါကောင်းနေရဲ့ ကြား ခမကြား ကြား လေးဟုတ်ကြားလိုက်ရိုက်ပြီကြားလိုက်ရိုက်ပြီနော်ကြားယူချင်းနဲ့စမ်းတတ်ခုခမရဲ့တပည့်ကကျွန်တော်သမီးကိုကြိုက်တယ်ဆိုဘာလို့သူကကျွမ်းနေပြော ဟာကျုပ်တိုင်းပဲနော် ဘာလို့ကျွမ်း တနတ်ပြစ်ကတော့တစ်ချက်ဆိုတကောင်ပဲ ဟာ ဒါမဲ့သူလည်းကျုပ်တိုင်းပဲ ဘာဖြစ်လို့လဲ မရှောင်ရင်လွတ်တယ် အဲ့ဒါကျွန်တော်သမီးနဲ့ပေးတော့လို့ဖြစ်ပါမလား တနတ်ပြစ်ကောင်းတယ်ခင်ဗျားအစွမ်းကိုကြည့်လိုက်ဦး ချင်းနဲ့တနတ်ဆွမ်းကြည့်မယ် ရတယ် ပြလိုက်စမ်းတပည့်ကျော်ကြီး ဆရာကြီး ဟေးတိုင်းညော မသိရင်တနတ်တန်လည်းဗဇက်ကထွက်သွားသလိုပဲ ဟေးတိုင်းညော ဗဇက်ကထွက်နေသလိုပဲ ဟိတ်တာ မင်းစီဖက်စစ်ဆိုရင်တနတ်တန်အစိတ်ကြားတယ် ဟောဟုတ်ပါတယ်တန တန တ် တ် က က ထွက် ထွက် တာ တာသမီးတိုင်းတနတ်ကထွက်တာသိတယ် ဟိုင်းဒိုင်းညိုဟိုင်းဒိုင်းညိုဟိုင်းဟိုင်း ဟမ် ဟိုင်း ဘာမှပြတ်တော့လို့လေ ဟာကြည်တဲ့ဂျက်ဖြစ်သွားတယ်ဘလို့မကြည့်နေတယ်လေဆရာဟဲ့ ခင်ဗျားတို့ဆရာမင်း ဟာတသက်စစ်နေ နောက်ကျနေ ဟာ မင်းရင်ချင်းအသိမနေသေးဘူးမင်းကြားရောကြားခေါ်တာကြားချက်ပိတ်လေးကြားပိတ်လိုက်တာ ပဲဘူး ဘာလို့ ကိုလက်မကြာကိုတော်ကြာ ကိုတော်ကြား ကိုတော်ကြာ ဟောခင်ဗျားကြားမစားရတာကြားလာပြီလားခင်ဗျားဘာကျွေးတယ်ခင်ဗျားကြား ဟာကြောက်ကျွေးတာဒီမှာဟာအေးရမင်းစားအဲ့စာရှိ ဒါပါလေ သူ့မှာအစာရှိ ဒါဘာခွက်လဲ အဲ့ကြားစာခွဲ ကြားပါခွက် ဟုတ်တယ် ကြားပါခွက်ကဟောင်းလောင်းကြီးဘာမှလည်းမရှိပါလား ရှိတယ်ရော့မြဲမင်းစား အမေအော်အဲ့ဒါဘာလို့မလဲအော်ဒါကင်ထားအောင် ကိုကိုစားရမယ်ကျွန်တော်အစားကျွန်တော်သိတယ်တရက်သူဒါပဲကျွေးတာ အော် ကျွန်တော်စား ကြားသာကျွေးစရာရှားလို့ရဒီခွက်ကြီးနဲ့ကျွေးတယ် ကျွန်တော်အစားကျွန်တော်သိတယ်ကျွန်တော်အစားကျွန်တော်သိတယ် တီးတယ်ဝဲဥရောင်အတု ဝဲဦးကြောင့်တူစားလာ ဝဲဥရောင်အတုကြားကိုကျွေးတာဝဲဥရောင်အတု ဒီကောင်ကြာတော်တော်ရှင်းရှင်းစားတယ် အဲ့လောက်ရှိရင်စားမရမယ်လေမို့ကိုလက်မကြာပြီဆိုရောကိုစားကိုသိတယ် ဟုတ်တယ်ကြာ ကိုကိုစားနေရတာ အမေ အေး ဒါပဲစားမယ် ဟဲ့ ကိုကိုပဲစားလိုက်တော့မယ် စားပြလိုက် ဟာကြောက်ပါပဲကြားတယ်ဗျာကြားကချွတ်ကြားကြားဘယ်လိုဟောအမေဝဲဥရောင်လား ဟာတိုက်ကကြာ လိုက်တာ အဲ့ဒါငါကြာကွာဝမ်းကေစီကိုစားကြ သူ့ဟာသူရှာစားတတ်တယ် ဒုက္ခရအဲ့လောက်အစားတောင်းညံ့တဲ့ဂျာဒီတစ်ခါမြင်ဘူးတဲ့ကိုရီးယားလာတာဝဲဥကြောင်အဖြစ်ကိုတစ်ချိန်တည်းစားတယ်ကြာဟာဝမ်းဆိုတော့ဘာလဲသဘောနေပြီကြားသဘောနေပြီဘာဖြစ်လဲ လောက်ကြအောင် ဟမ်ဘာဖြစ်လဲကြားသဘောနေပြီ အိမ်သာတက်ချင်တယ် ဟာကြားရင်လာတက်ရှင်တယ် အိမ်သာတက်ရှင်တယ် ကြာငါတို့မှကြားလဲကြောက်ပါကြားချီလဲကြောက်ပါ ဟာကြာမလုံးနဲ့ဟဲ့အောင်ဒီမှာပါစားလို့မရဘူး ဘာလို့ဟမ် ဟောပြန်ထွက်လာတာ ထွက်လာပြီ ကျော်အဲ့ဒါလက်ရှိလို့တတ်တာ အဲ့ဒါကြာထွက်လာ တော်သေး ဟာဘာဖြစ်သွား ဟာကြားထပ်ထွက်လာကြပြီမ ဒီ လေး ပေါင်းဘောလုံးနေဖြစ်ဟာ ဟာ ဝဲဦး ကျော ကြော င်း င်း က လာ ဘယ်ဥကြောင်ထွက်လာတော့အလုံးလိုက်တယ်အတားလုံးတွေထွက်လာတာ ဟာဟာကောင်ကြာ တော့တော့သားအကြောင်းလိုက် စောင်းကဘယ်ဥကြောင်လေး ဒီပေါင်းနေဖြစ်သွားတယ်ကြာ ဟာပဲလေမကောင်းတဲ့မှတ်ကြားကွာဒါတော့အစားတောင်းညံ့တဲ့ကြားဒီကမြင်မှုလားဘာလို့မှာတော့ ကိုသွားပြီ ကြားကိုရင်ခင်ဗျာပြဿနာပဲခင်ဗျာကြားချီထွက်ကြားချီနဲ့ထွက်တော့ဘယ်မှာသွားဆုံး ဟာကြားချီဆိုဟာလွယ်လွယ်လေး ဘယ်မှာဆုံး တပည့်ကြီးသူ့ပြန်တယ်မယ်သူ့လိုက်တယ်ဟာချီတော့ကြားသူ့ချီသူ့တုံတုံသားကြီး အာကြားချီ ကြာချီမုံဖြစ်သွားတယ် ဖြစ်မှဖြစ်ရလေဗျာခင်ဗျားတို့ကြားခင်ဗျာကြားဆွမ်းလဲဗျလူဆွမ်းလဲဗျဒါပေမဲ့ခင်ဗျားတို့ကျွန်တော်သမီးကမကြိုက်ဘူးဗျဝိုင်းကတင်ဘလို့မကျေနပ်ကျွန်တော်သမီးခေါ်မေးမယ် မေး မကျေနပ်ကျွန်တော်သမီးကိုခေါ်မေးမယ် ဟောဗျာ သမီးလေးရေဝမ်းကတင်လာပါဦးသမီးရေလာသားမောင်ဖေးသမီးလေးလာသားမောင် ဘာ
ဖြစ်လို့လဲ ခမသမီးကိုလာတောင်းတာခမဘိုက်ကလေးကတောင်းနေတယ် ဘိုက်ကလေးပုံလဲကြည့်အောင်ဟုတ်လားယူကြိုက်စားလားသမီး ကဲခင်ဗျားမကြိုက်ဘူးတဲ့ခင်ဗျားမကြိုက်ဘူး ဘိုက်ကြီးကို ဟမ် ဘိုက်ကြီးလည်းမကြိုက်ဘူးဘိုက် မ ကြီး သိ လည်းမ မိ ကြိုက် တော့ ဘူး ခင်ဗျားလည်းမကြိုက်ဘူးဝေလာဝေးပြန်တော့ခင်ဗျားတို့ အာ ခင်ဗျားကိုပြန်ကြတော့ ကျုံတိုင်းရွာပါဗျာဆရာတပည့်တယောက်နာမည်ကြီးနေတာ ခင်ဗျားကိုပြန်ကြတော့ ကြိုက်ဘူးပဲ ကျုံ ဟုတ် တိုင်း လား ရွာ ကြိုက် မှာခင်ဗျားတို့မင်းသမီးကို TV ဖန်သားပြနေသဘောကျပြီးတော့ကြိုက်လို့လာတောင်းတာ အေးလေ ကြားတစ်ကောင်လုံးတင်တောင်းလာတာ အာကြားလည်းမကြိုက်ကျွန်တော်သမီးကြားကြိုက်လား ကြောက်လား မကြိုက်ဘူးကျွန်တော်သမီး ဝ တော မ်း င်း ကင်းစီကိုမရရင်မပြန်ဘူးတွတ်ပြီကွာ ဟာမရမပြန်ဘူးလား မပြန်ဘူး မရခင်ဗျားဘာလုပ်မှာလဲ ဟာမရရင်ရတယ်ပြီးတဲ့ယူရမှာပေါ့ ဟာရသမီးဘာလုပ်ရင်ကောင်းမလဲအေးဟဲ့အောင်လေမင်းတို့ကလည်းကြုံတိုင်းရွာကလာတဲ့ကောင်ကြီးငါလည်းငါသမီးလေးကိုပိုးမွေးသလိုမွေးထားတဲ့ကောင်မင်းတို့ကတောကျွမ်းသလိုငါလည်းမျိုးကျွမ်းတယ်ငါတို့အိမ်မှာလည်းပဲမင်းတို့တောကကြားကိုနိုင်တဲ့အမဲလိုက်တဲ့ခွေးရှိတယ်ကွာအမဲလိုက်ခွေးရှိတယ် ခွေးနဲ့ဆရာကျွန်တော်ကြောက်တယ်နော်အဲ့တော့မင်းကကြားလေခွေးကိုကြောက်ကြမလို့ဘူး ဘာလို့ပဲကြောက် အမဲလိုက်ခွေးပဲမလဲမဲလိုက်ခွေး မဲလိုက်ခွေးမလဲ အမဲလိုက်ခွေး ဟုတ်တယ် ဟာတွတ်ပြီကနေတော့ ခွေးကကြောက်တယ်လေအဲ့ဒါကကြောက်တယ်ကြီးဆရာ တာပြီနောက်ဆုံးတော့ဒီကောင်လေးဘယ်လိုပဲတက်တိကောင်းကောင်းသမီးတို့လာဆော်ရလို့မရဘူးခွေးအောင်ဆော်ခဲ့တယ်အကုန်ပြေးကုန်ပြီမရှိတော့ဘူးဝမ်းတာလိုက်တာယာ ခွေးအောင်ဆောင် အမလေးဝမ်းတာလိုက်တာမရှိတော့ဘူးယာဟမ် အိုး ဟမ် သမီးကြားပဲချစ်တယ် အမ ကြား လေး